ကျွန်တော်မိုးရည်လည်းရောက်လာပြီเนาะအဲ့တော့မိုးရည်ရောက်လာတော့တုပ်ကွေးတွေလည်းပြန်ဖြစ်နေပြီဖျားလည်းဖျားနေကြပြီဒီချိန်မှာကိုဗစ်တွေလည်းတစားတွေ့တာလေးတွေရှိလာတယ်เนาะအဲ့တော့အခုဖျားပြီဆိုလို့ရှိရင်တော့ဆရာတို့တုပ်ကွေးလိုပဲလောလောဆယ်သတ်မှတ်သေးတယ်เนาะပြင်းပြင်းထန်ထန်ကြီးတွေဆရာတို့ဒါကတော့ရှာဖွေတွေးရှိမှသုံးဖို့ရက်ရှည်မှပဲစဉ်းစားမယ်เนาะအဲ့တော့ဒီချိန်မှာအိမ်မှာကလေးဖျားပြီဆိုလို့ရှိရင်ဆရာတို့ပါရာစီတမောကိုတပေါင်းနဲ့ကိုတိုက်လို့ရတယ်ရေများတိုက်မယ်အပူကြီးလာရင်ရေချိုးချမယ်ရေဘက်တိုက်ချမယ်ကိုတဘောနဲ့ကိုဒါတွေလုပ်လို့ရတယ်เนาะအစားအသောက်ကပုံမှန်ကျွေးမယ်အချင်းဆက်တွေရှောင်မယ်တိတ်မစားနိုင်ဘူးအဖျားတအားကြီးတယ်ဆိုရင်ခပ်ပျော့လေးပဲကျွေးမယ်ဒီအချက်ကလေးတွေအိမ်မှာလုပ်လို့ရပါတယ်အဲ့တော့အရေးကြီးတာဆရာအများအားပြောသလိုပဲကိုတဘောနဲ့ကိုသက်စေးတွေမတိုက်ရဘူးเนาะအချိုးစားမှရင်ဖြစ်စေရက်လွဲသွားရင်ဖြစ်စေအချိန်လွဲသွားရင်ဖြစ်စေကလေးအတွက်ကောင်းကျိုးမရှိပဲဆိုးကျိုးပဲရှိတာဖြစ်တယ်အဲ့တော့ကိုယ်သဘောနဲ့ကိုသက်စေးတွေထဲမတိုက်ကြပါနဲ့နောက်ခုနဆရာပြောတဲ့အချက်ကလေးတွေကိုပဲစင်မြင်မှာကလေးကိုရေများတိုက်ပါရက်ရှည်လာရင်သို့မဟုတ်ကလေးတအားမှိန်းလာရင်စေကံပြပါเนาะ